ဒီလိုအကြောင်းရင်းတွေကြောင့်စိတ်ဖောက်ပြန်နေတဲ့ဝိုင်းရင်တရုတ်ဆောင်တန်းတန်းဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးရှင်ဒီနေ့မှာတော့အနုပညာလောကမှာနှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့ဝိုင်းရင်မင်းသမီးကြီးတန်းတန်းဆိုရဲ့အကြောင်းကိုပြောပြပေးသွားမှာပါမကြသေးခင်ကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမင်းသမီးကြီးရဲ့ပြောင်းလဲလာတဲ့ပြုမှုတွေအပြောဆိုရင်းနဲ့ပတ်သက်ပြီးပရိသတ်တီကြားမှာဝေဖန်မှုတွေရောစိုးရိမ်မှုတွေပါတော်တော်လေးမြင့်တက်နေပါတယ်အားလုံးကမိကွန်းထုတ်နေကြတာကမင်းသမီးကြီးတကယ်ပဲစိတ်မှုမမှန်ဖြစ်နေတာလားဆိုတာပါပဲ။အရင်ကမီဒီယာအင်တာဗျူးတွေမှာအန်တီတီတီလို့ကိုတုံနှုံပြီးတိမ်တိမ်မွမွရင်ကြေကြေပြောဆိုတတ်တဲ့မင်းသမီးကြီးကိုပရိသတ်တွေမှတ်မိကြမှာပါ။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့သူမအလုံးဝပြောင်းလဲသွားတဲ့ဇာတ်ရိုက်တွေနဲ့တွေ့မြင်နေရပါတယ်။အင်္ဂလိပ်စကားလုံးတွေကိုစောက်ထိုးမိုးမျှော်တုံကစကားပြောတဲ့အခါအတန်နေတန်ထားကပုံမှန်မဟုတ်ပဲရက်လူတလူဖြစ်နေတာတွေကြောင့်လူအများကအံ့ဩခဲ့ကြရပါတယ်။အထူးသဖြင့်ကွယ်လွန်သွားတဲ့လူရှင်တော်ညောင်ညောင်ရဲ့အာသုဘအခမ်းအနားမှာတာရုတွေကိုအကျယ်ကြီးအော်ခေါ်တာနဲ့အတုံးလုံးချိုဟာကြမ်းတမ်းနေတာကြောင့်သူမရဲ့စိတ်ကျမ်းမာရေးကိုစတင်တန်တရားဝင်လာကြတာဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေပေါ်မှာပြည်သက်တွေကမျိုးမျိုးသုံးသပ်နေကြပါတယ်။တချို့ကတော့အသက်60ဝန်းကျင်ရောက်လာတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတို့မဟုတ်စိတ်ကြယောဂတစ်မျိုးမျိုးခံစားနေရတာလားလို့စိုးရိမ်နေကြပါတယ်။နောက်ထပ်ထင်မြင်ချက်တစ်ခုကတော့အမှုပညာလောကမှာနေရာပြောင်းလာတာမီဒီယာချို့ရဲ့မိကွန်းထုတ်မှုတွေကိုစိတ်ပြတ်တာကြောင့်တမင်သက်သက်အရွှဲတိုက်ပြီးပြုမှုနေတာလားဆိုတာပါပဲ။ငါဘသူ့ကိုမှဂိမ်းမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူမဟာလူမှုကွန်ရက်ပေါ်မှာလိုက်လွင်ပြီးတုံ့ပြန်မှုတွေလုပ်လာတာကိုလည်းတွေ့ရပါတယ်။တကယ်တော့မင်းသမီးကြီးတန်းတန်းဆိုဟာသူမမှာနှလုံးရောဂါအခန်းရှိကြောင်းနဲ့ကျန်းမာရေးအခြေအနေကြောင့်နုပညာလုပ်တွေနားထားကြောင်းအရှင်ကရှင်ဖွင့်ပူပါတယ်။လူတစ်ယောက်ရဲ့စိတ်အခြေအနေဆိုတော့ပြင်ပကကြည်ုံနဲ့ဆုံးဖြတ်ဖို့ခက်ခဲပါတယ်။သူမတကယ်ပဲစိတ်ဝေဒနာခံစားနေရတာလားဒါမှမဟုတ်လောကကြီးကိုစိတ်ကုံပြီးကိုထင်အားကိုစိတ်လွတ်ကိုလိုလုပ်နေတာလားဆိုတာကတော့ကာယကံရှင်မဲသိနိုင်မှာပါဒါပေမဲ့ဝိုင်းရနုပညာရှင်တယောက်အခုလိုဖြစ်နေတာဟာအနုပညာလောကအတွက်ရောပရိသတ်တွေအတွက်ပါစိတ်မကောင်းစရာတစ်ခုပါပဲပရိသတ်ကြီးရောမင်းသမီးကြီးတန်းတန်းဆိုရဲ့အခုလိုပြောင်းလဲလာမှုတွေပေါ့ဘယ်လိုမြင်ကြပါသလဲသူမကိုကူညီပေးဖို့လိုအပ်နေပြီလို့ထင်ပါသလားပရိသတ်ကြီးရဲ့မြင်တွေကိုလေ comment မှာအပြုသဘောဆောင်ပြီးရေးပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်